AI ကို idea အသစ်တွေထုတ်ခိုင်းလိုက်တိုင်းအရန်များပြီးတော့တိုင်ပတ်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်သူပေးတာနဲ့ကိုလိုချင်တာနဲ့ကလွဲနေတာမျိုး AI ကိုသုံးတဲ့လူတိုင်းကြုံမှုကြပါလိမ့်မယ်ဒီနည်းလမ်းသုံးခုကိုသိသွားရင်တော့ဒီပြဿနာတွေကဖြေရှင်းပြီးသားဖြစ်သွားမှာပါ AI ကပေးတဲ့ result တွေကိုပိုပြီးတိကျဖို့နဲ့ပိုပြီးကောင်းမွန်ဖို့အခုကျွန်တော်ပြောတဲ့နည်းလမ်းလေး၃ခုအတိုင်းလိုက်လုပ်ကြည့်အောင်ဒီဗီဒီယိုထဲမှာတော့ coffee ဆိုင်အတွက် promotion idea မေးထားတဲ့နမူနာလေးနဲ့မြင်သာအောင်လုပ်ပြပေးထားပါနံပါတ်1 AI ကိုမေးခွန်းတစ်ခုတည်းမေးပြီးတော့ဘယ်တော့မှ idea မထုတ်ခိုင်းပါနဲ့အခုလိုမျိုး promotion idea ပေးပါဆိုပြီးတော့တောင်းလိုက်ရင်တော့ AI ကတာမန်ရေဘူးရဆန်တဲ့ marketing idea တွေအများကြီးပေးလာပါလိမ့်မယ်ဒါကဘာဖြစ်လို့လဲဆိုတော့ AI ကကိုယ့်ရဲ့ဆိုင်အခြေအနေကိုအသေးချာမသိလို့ပါအခုလိုမျိုးဆိုင်ရဲ့အခြေအနေ target ထားခြင်းတဲ့ customer promotion budget နဲ့ goal တွေကိုပါထည့်ပြီးရှင်းရှင်းလင်းလင်းပြောပြလိုက်ရင်တော့ AI ကပြန်ပေးလာတဲ့အဖြေကကိုယ့်ဆိုင်တစ်ခုတည်းအတွက်ပဲ focus ထားပြီးတော့ပြန်ပြောပြလာပါလိမ့်မယ်နံပါတ်2 idea တွေကိုအမြဲတမ်းပြန်ပြီးတော့ analyze လုပ်ခိုင်းပါ idea တစ်ခုရလာပြီဆိုရင်တော့အဲ့ဒီ idea အပေါ်မှာအားနည်းချက်နဲ့အားသာချက်ကိုပြန်ရှာဖို့ AI ကို rule တစ်ခုသတ်မှတ်ပေးပြီးတော့ပြန်စစ်ဆေးခိုင်းတာကတော့အကောင်းဆုံးပါပဲ promotion idea ဖြစ်တဲ့အတွက်ဈေးကွက်ကျွမ်းကျင်သူတယောက်အနေနဲ့ပြန်လဲစစ်ဆေးခိုင်းမယ်ဆိုလို့ရှိရင် idea တွေကပိုလက်တွေ့ကြပြီးတော့ပိုပြီးတော့အသုံးဝင်လာပါလိမ့်မယ်နံပါတ်3 refine ပြန်လုပ်ခိုင်းပါ AI ရဲ့အဖြေကိုချက်ချင်းတမ်းမယူဘဲနဲ့နောက်ဆုံးအနေနဲ့ refine ပြန်လုပ်ခိုင်းတာကတော့အကောင်းဆုံးပါပဲဒါမှလည်းကိုယ်နဲ့ကိုက်ညီပြီးတော့တိကျပြီးရှင်းလင်းတဲ့အဖြေမျိုးကိုကျွန်တော်တို့ရမှာပါ AI ကို project ကြသုံးနိုင်တယ်ဆိုတာ prompt တွေအရှိကြီးရေးတာထက်အခုလိုမျိုးတိတိကျကျနဲ့ခိုင်းတာပြန်စစ်ခိုင်းတာနဲ့ပိုကောင်းအောင်ပြန်ပြီးမွမ်းမံခိုင်းတာပါဒီနည်းလမ်း၃ခုကိုအခြေခံပြီးသုံးရင်တော့ AI ရဲ့အဖြေတွေကတာမန်တက်ပိုတိကျပြီးတော့ပိုပြီးလက်ထိရောက်မှုရှိလာပါလိမ့်မယ်အားလုံးပဲအခြေပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့အာတန်နိုင်ပါနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါ